ငါမလုံနိုင်ဘူးငါမဖြစ်နိုင်ဘူးငါကငါယုံကြည်ချက်မရှိဘူးဒီလိုစကားတွေကလူအများစုပြောတတ်ကြလွန်းလို့မိတ်ဆွေလည်းကြားဘူးလိမ့်မယ်လို့ထင်ပါတယ်ဒါတွေကလူတော်တော်များရဲ့အည်ချင်းတွေကိုရက်တန့်စေမဲ့အတွေးခေါ်တွေပါတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုဘောင်ခတ်ထားတဲ့အတွေးခေါ်စိုးတွေဒီနေ့မှာကျွန်တော်တင်ကြပါပြောရတာတစ်ခုကပါလဲဆိုတော့ဒီလိုအတွေးခေါ်တွေမိတ်ဆွေမှာရှိနေတယ်အဲ့ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့နေရာကိုရောက်ဖို့ရအတွက်ဒီအလန်းဝေးနေအောင်ပဲခက်ခဲနေလေအောင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒီအရာကြီးကိုမရအောင်လို့ကိုကန့်သက်မိနေတယ်လို့ဖြစ်နေတာဒီအရာကိုကျွန်တော်တို့ self limiting belief လို့ခေါ်ပါတယ်ငါတလောက်ပဲလုံနိုင်တယ်ငါတလောက်ပဲရှာနိုင်တယ်ငါတလောက်ပဲသွားနိုင်တယ်ဆိုရယ်ကိုသတ်မှတ်ချက်တချို့ထားမိနေတယ်ကျွန်တော်တို့စဉ်းစားကြည့်အောင်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကတနိုင်ငံနဲ့တနိုင်ငံကိုလေပေါ်ကနေခရီးသွားနိုင်လိမ့်မယ်လို့ထင်ခဲ့ဘူးသလားလုံးဝစဉ်းစားလို့မရမိတ်ဆွေအများကြီးလို့ဆိုရင်ဘယ်လိုပဲစဉ်းစားမှလဲလုံးဝမဖြစ်နိုင်ဘူးတွေးလို့တော့ကျွန်တော်တွေးကြည့်လို့ရမှာမဟုတ်ပါဘူးပြောချင်တာကျွန်တော်ဗာလဲဆိုတော့လူတွေအားလုံးဒီမိမိရဲ့အရေးချင်းကိုကျွန်တော်တိုးတက်အောင်လုပ်လို့ရတယ်ဒီလိုပဲအခုဒီဗီဒီယိုကြည့်ရှုနေတဲ့လူတိုင်းမှာလည်းမတူညီတဲ့အရေးချင်းတွေကိုစီရှိပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့လုံနိုင်စွမ်းအောင်ဘယ်တော့မှကန့်သက်မပြစ်လိုက်ပါနဲ့ဘောင်ခတ်ထားတဲ့အတွေးခေါ်တွေရှိရဆိုရင်ရိုက်ချိုးပစ်ပါပြောရလေရတော့ရိုးရှင်းပါတယ်လုံးရတာတော့တိတ်မလွယ်ပါဘူးဘောင်ခတ်ထားတဲ့အတွေးခေါ်ဆိုးတွေကိုကျွန်တော်ရိုက်ချိုးပစ်လိုက်နိုင်ပြီဆိုလို့ရှင်တော့ကိုရှေ့ဆက်ရမယ့်လမ်းကြောင်းဒီတိုးတက်မှုတွေအပြည့်နဲ့ကြိုးစုံနေပါလိမ့်မယ်